ထူးထူးခြားခြားလို့ကျွန်တော်ပြောရမှာကဒီဓာတ်ရက်ပေါ့ဗျာလွတ်တော်ထဲမှာကျွန်တော်ဒီကော်မတီတစ်ခုရှိတယ်အဲ့ဒါပါဆိုတော့ဒီတရားစီရင်ဆိုင်ရာကော်မတီပေါ့ Judicial Affairs Committee ရဲ့ဥက္ကဋ္ဌဖြစ်တဲ့Mr. ထူယာမာတို့ပြောရတယ်ဟုတ်ကဲ့ထူယာမာကလိုရတယောက်လည်းဖြစ်တယ်အင်္ဂလန်နိုင်ငံမှာဒေါက်တာဝက်ရခဲ့တဲ့ပုဂ္ဂိုလ်ပြန်ရတဲ့တယောက်ဖြစ်တယ်ဟုတ်ကဲ့သူကမရှင်းတဲ့မိကုန်းတွေကိုကျွန်တော်ပြန်ရှင်းပြလိုက်တဲ့အခါမှာလည်းဒီအခြေခံအဖြစ်ကျွန်တော်တို့အားပေးရတော့ရှိတယ်ဟုတ်ကဲ့ဆိုတော့နောက်တစ်ခါဒီဥပဒေပိုင်းရကျွန်တော်ပြောမယ်ဆိုရင်တော့ဒီယူကိုဟာမာတက္ကသိုလ်ကယူကိုဟာမာမြို့ကကန်နာဂါဝါတက္ကသိုလ်ဆိုတာရှိတယ်ဟုတ်ကဲ့လော့စကူးမှာပေါမောက္ခလုပ်တဲ့ဒီဂျပန်နိုင်ငံမှာအတော်ဆုံးနိုင်ငံဥပဒေပညာရှင်တွေပြောတယ်ပေါမောက္ခကိုကီအာဘေဟုတ်ကဲ့ဆရာကိုကီအာဘေကကျွန်တော်တို့ဥပဒေကြောင်းရသဘောတူရဆိုတာကဒါနိုင်ငံဥပဒေလမ်းကြောင်းမှာဝင်နေဟုတ်ကဲ့နိုင်ငံပြုဆိုင်ဥပဒေလမ်းကြောင်းမှာဝင်နေဆိုတော့သူကကျွန်တော်တို့ကျွန်တော်သဘောထားအမြင်ချင်းတူတယ်တန်းနေတဲ့ပူအောင်ဆောင်ကိုကျွန်တော်သဘောထားရှိတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီတိုကျိုမှာရှိတဲ့ဂျပန်ရှိနေတဲ့ကိုသွားပြီးဆွေးနွေးတယ်ဆွေးနွေးတဲ့အခါကျတော့ဂျပန်ရှိနေတဲ့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လောလောဆယ်သဘောတူညီမပေးနိုင်သေးတော့ညာလေးပဲဆက်လက်လေ့လာမယ်ကျွန်တော်တို့လည်းအဆက်မပြတ်ရှိသွားမယ်ဆိုတော့စတင်ဆက်သွယ်မှုကျွန်တော်ရတယ်ဟုတ်ကဲ့ဆရာပြီးရင်ကျွန်တော်တို့ကဒီကိုရီးယားမှာမင်းပြန်းဆိုလို့ရဖွဲ့ရှိပါတယ်ဟုတ်ကဲ့ဆရာမင်းပြန်းလို့ရကိုရီးယားမှာဩဇာကြီးရဲ့လို့ရဖွဲ့ဖြစ်တယ်ဟုတ်ကဲ့ဆရာကိုရီးယားတမန်ဟောင်းကိုယ်တိုင်အထက်မှာပါတယ်ဆိုမင်းပြန်းလို့ရဖွဲ့ကိုကျွန်တော်ဆက်ချီကစီယုံလို့ရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒါကကျွန်တော်တို့ရဲ့ဒီဥပဒေပိုင်းရဲ့ဆောင်ချက်တွေဖြစ်တယ်ဟုတ်ကဲ့ဆရာဒါပေမဲ့ဒီလုံးနဲ့မလုံးသေးပါဘူးဒီဥစ္စာကျွန်တော်တို့ကဒီစတင်ဆောင်ရနေတဲ့အပိုင်းတော့ပဲရှိသေးတယ်ဟုတ်ကဲ့ပါဆိုဥပဒေကြောင်းရဒီတဲ့အချိန်ကြီးတဲ့ထုတ်ချောင်းတွေပေါ်လာကျွန်တော်ဆက်လုပ်သွားမယ်ဒါတစ်ချိန်တည်းမှာဥပဒေကြောင်းလှုပ်ရှားမှုလောက်နေမရသေးဘူးဟုတ်ကဲ့ဆရာဘာကြောင့်လဲဆိုတော့အလုံးကြီးတဲ့အတိုင်းပြည်တော်လုံခြုံရေးကောင်စီကနိုင်ငံရေးအရာအများကြီးစနာလိုက်ဟုတ်ကဲ့ဖွဲ့စည်းဖြစ်နေတယ်ဘာဖွဲ့လဲသူ့ကိုနိုင်ငံရေးရထိရောက်တဲ့ဒီအားပေးမှုတွေဆက်ပြီးလို့လာတာဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်တို့သွားမယ်လမ်းကြောင်းကပြောင်းနေပြီကျွန်တော်ဟုတ်ကဲ့ဆိုတာကဟာလာအခုလောက်ဖြစ်တဲ့ပြင်းမှုကြီးတွေကကြည့်မယ်ဆိုရင်ဒီပထမအဦးဆုံးစတင်ထောက်ပြတဲ့ခေါင်းဆောင်ဝင်းကျုပ်ကော်ရန်ဘရောင်းဖြစ်တယ်ဟုတ်ကဲ့ဒီပြည်ဝင်ကျုပ်ကော်ရန်ဘရောင်းဖြစ်တယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့စက်တင်ဘာဘုန်းကြီးတွေတန်ဃာတော်တွေဥဆောင်လှုပ်ရှားမှုအပြီးမှာအဲ့လောက်ရဲစတဲ့နှိကုံမှုကိုကြည့်ပြီးတော့ကမ္ဘာနိုင်ငံခေါင်းဆောင်ပထမဆုံးထောက်ပြတာဝင်းကျုပ်ကော်ရန်ဘရောင်းဟုတ်ကဲ့သူကဘာပြောလဲဆိုတော့ဒီနာအဖအစိုးရနေရာမရှိတော့ဟုတ်ကဲ့ဆိုတော့ကြီးကြီးမားထောက်ပြတာဒီဝင်းကြီးတော်ဆိုင်ထောက်ပြတာဖြစ်တယ်ထောက်ပြရလောက်အောင်ချက်လက်တွေဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကအခုချီကပ်ရမှာကအစိုးရပုံစံနဲ့ချီကပ်ဆရာမလို့တော့ဟုတ်ကဲ့ဒါရာဇဝတ်သားတွေကိုဖြစ်နေတာဟုတ်ကဲ့ဒါတော့ကျူးလွန်ဆိုးွားတဲ့ပြင်းမှုတွေကျူးလွန်တဲ့သူရာဇဝတ်သားတွေပဲ criminal စီပဲဟုတ်အဲ့လိုကျွန်တော်ချီကပ်အဲ့လိုချီကပ်တဲ့အနေအထားမျိုးဒီကဘာလုံးကျွန်တော်ဖြန့်ချရအောင်ဟုတ်ကဲ့ဆိုကျွန်တော်သိညာနေလို့မရတော့ကျွန်တော်တို့သိကိုနာတော့ကြည့်နေရှေ့လျှောက်လဲနာအောင်ဟုတ်ကဲ့ဆရာခုနောက်ဆုံးဖြစ်တဲ့ဖြစ်ရကြီးမုန်တိုင်းတာအောက်မှာဒါတော့ကြီးခံစားနေရအောင်မှာဥပက္ခပြုရတဲ့ပြစ်မှုကတကယ်ကြီးမားတဲ့ crime ဟုတ်ကဲ့ရာဇဝတ်မှုကြီးပဲကျွန်တော်ရာဇဝတ်သားတွေကိုကျွန်တော်ပြောရမယ်ခြင်းဖြစ်တယ်အဲ့လိုဖြစ်ပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ဒီဥပဒေကြောင်းတစ်ခုလေးတက်နေတယ်မလုံလောက်ဘူးကျွန်တော်ယူဆတယ်ဟုတ်ကဲ့ဆရာအဲ့တော့နိုင်ငံရေးရ PR ပြင်းမှုတွေတောက်လျှောက်ကျွန်တော်လုပ်ဖို့လိုပါမယ်အဲ့တော့ကျွန်တော်တို့ကမြစ်တာရခိုင်ရဲ့ချက်ကဘာသာတစ်ချက်ကတော့ဒီပြည်တွင်းမှာရှိတဲ့လူထုတွေရောနေဆက်မှာရောနိုင်ငံရှိတဲ့လူထုတွေကဒီနိုင်ငံပြည်မှုကြီးတွေဘယ်လိုကျူးလွန်နေဆိုစင်ကြသတင်းစုဆောင်မှုလုပ်ဖို့လိုလာဟုတ်ကဲ့အဲ့တော့တမင်တက်ကိုလက်လူရှုထားတာဥပက္ခပြုထားတာလူတွေတည်စီလောက်တဲ့လက်လူရှုထားမှုတွေရှိတယ်ဆိုရင်ဒါတွေကိုသတင်းပုံမှာစုဆောင်ဖို့လိုလာတယ်ဟုတ်ကဲ့ဆရာဆိုတော့အဲ့အတွက်ကိုကျွန်တော်တို့ကဒီနေဆက်ဒေသမှာခြေခံတဲ့ဒီ ND Burma လို့ခေါ်တဲ့ဒီလူခွေချိုးပေါင်းမှုသတင်းမှန်တမ်းစုဆောင်တဲ့အဖွဲ့ဆက်တဲ့ဖွဲ့နဲ့ပေါင်းထားတဲ့ ND Burma ကျွန်တော်သဘောတူထားပြီးဟုတ်ကဲ့သူတို့ကလည်းပဲဒီနိုင်ငံတကာအဆင့်ရှိတဲ့ပြည်မှုကြီးတွေဘယ်လိုကျူးလွန်နေဆိုတာကိုစုဆောင်ထားပြီးသားတွေကိုလက်ရှိဆက်စုဆောင်နေတဲ့ပြင်စုဆောင်ထားပြီးသားတွေအကုန်လုံးကိုဒီနိုင်ငံပြည်မှုဥပဒေပေါင်းနဲ့အကျုံးဝင်ဆက်လက်ပြီးမှတ်တမ်းတင်သွားနေဟုတ်ကဲ့ကျွန်တော်ဒီနေရာနေပန်ကြားနေတာတော့ကျွန်တော်လူလူကြီးတရားလုံးပေါ်နေပဲစင်ကြသတင်းတွေစုဆောင်ဖို့လိုတယ်ဟုတ်ကဲ့ ND Burma ကိုပေးဖို့လိုတယ်ဟုတ်ကဲ့ဖွဲ့စည်းတဲ့တစ်ဆင့်ကျွန်တော်တို့ပြန်ဆက်သွယ်ဖို့လိုတယ်ဟုတ်ကဲ့လုံရှောင်းမိကြဖြစ်လို့မှရတယ်ကျွန်တော်တို့ဒူးရဲမရဟုတ်ကဲ့ဟုတ်ကဲ့နောက်ဒုတိယတစ်ချက်ကတော့ဒီပြည်တွင်းကနိုင်ငံကောင်းဆောင်တွေနော်နိုင်ငံဖွဲ့စည်းကောင်းဆောင်တွေဖွဲ့စည်းကောင်းဆောင်တွေကနေပြီးတော့ကုလသမဂ္ဂလူမျိုးကောင်စီကိုပန်ကြားချက်တွေတင်စေချင်တယ်ဟုတ်ကဲ့ပါဆရာဒါက crime ပဲဟုတ်ကဲ့နိုင်ငံပြည်မှုကြီးတွေပဲ
ဒါရောယူဆောင်ပါဆောင်ပြီးတက်လာဖို့လိုပါတယ်နိုင်ငံဖိအားတွေအများကြီးကျွန်တော်ပြီးဖို့လိုတယ်နောက်တစ်ခါဒီနိုင်ငံတကာမှာရှိနေတဲ့အဖွဲ့အစည်းတွေပေါ့ဗျာဒီမိုစီရဲ့အတွက်လူကြတက်ကြွတဲ့အဖွဲ့အစည်းရတယ်ပြည်ထောင်စုလုံခြုံရေးကောင်စီအဖွဲ့ဝင်15နိုင်ငံရှိတယ်ဟုတ်ကဲ့အဲ15နိုင်ငံမှာတချို့ကတော့မှန်တယ်တချို့ကတော့ချီးကပ်ခဲ့တယ်ဒါဆိုဘာပဲဖြစ်ဖြစ်အဲ့15နိုင်ငံတော့ဖြစ်ရင်ဒီ lobby team တွေထွက်တာပေါင်းလို့ပေါ့ဗျာဟုတ်ကဲ့ကျွန်တော်ချပြရှင်းပြဆွေးနွေးပြထောက်ခံမှုရအောင်လုပ်စီခြင်းနဲ့နောက်တစ်ခုကဒီတကဘာလုံးမှာဒီရာဇဝတ်ကောင်တွေကိုရည်ဖို့လွှဲလာပြီဆိုတဲ့ဒီနိုင်ငံတကာနဲ့အညီကျဆန္ဒပြပွဲဆက်လုပ်သွားစီခြင်းဟုတ်ကဲ့ဆရာဒါကိုကျွန်တော်ဒီဇောင်းပေးပြဖို့လွှဲလာဟုတ်ကဲ့ဆရာဒါရာဇဝတ်သားဆိုအရေးယူမှကျွန်တော်ရဟုတ်ကဲ့ဆရာဆိုတော့အဲ့လိုပြောတာကကျွန်တော်တို့ကဒီနိုင်ငံဆွေးနွေးပွဲကိုတကားပိတ်တာမဟုတ်ပါဘူးဟုတ်ကဲ့ပြင်းမှုကျလို့နေပြင်းမှုကျလို့အလေးကိုကျွန်တော်ယူမှရဟုတ်ကဲ့တစ်ဖက်ကနိုင်ငံဆွေးနွေးစနစ်တစ်ပိုင်းဖြစ်အဲ့နှစ်ခုကိုကျွန်တော်ပြောစီခြင်းဟုတ်ကဲ့အဲ့တော့ဒီနိုင်ငံတကာမှာရှိတဲ့တိုင်းပြည်တိုင်းမှာရှိတဲ့ကျွန်တော်တို့အင်အားစုတွေကဒီတိုင်းပြည်ရှိလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ကျွန်တော်ဆက်သွယ်စီခြင်းနဲ့အနည်းဆုံးအဖြစ်ကျွန်တော်တို့ဒီသက်ဆိုင်တဲ့ပုဂ္ဂိုလ်တောင်းရှိတဲ့အဖွဲ့အစည်းတွေစာရီပြီးလက်တာကမ်ပိန်းကျွန်တော်လုပ်စီခြင်းဟုတ်ကဲ့ကျွန်တော်ရဲ့ကြံပေးတင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဖြောင်းမှုရကြွတက်လာတယ်ဟုတ်ကဲ့ဘယ်လိုလဲရောတတိမပြုတ်လို့ကျွန်တော်နေလို့မရဘူးဒီလိုဖြစ်လာနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒါဖြစ်ရင်လက်တွေ့ရယူဆောင်မှုတွေဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီနိုင်ငံပြည်စတရားရုံးကချက်ချင်းကြီးတော့သူကယူဆောင်မှုဖြစ်မှာဖြစ်တယ်ပထမ step ကဘာဖြစ်သွားနိုင်လဲဆိုတော့ဒီပြည်ထောင်စုလုံခြုံရေးကောင်စီကနေပြီးတော့ Commission of Inquiry လို့ဆိုရှိတယ်ဟုတ်ကဲ့ဒီစုံစမ်းစစ်ဆေးကော်မရှင်ဆေးလို့ပြီးတော့စစ်ဆေးတဲ့အဆင့်ကြောင့်ရောက်လာတယ်ဟုတ်ကဲ့အဲ့လောက်ရောက်လာပြီဆိုရင်ပဲကျွန်တော်တို့ချမ်းမှုတအားအောင်ကြောင့်တက်သွားနိုင်တယ်ဟုတ်ကဲ့အဲ့လိုရောက်လာပြီဆိုရင်ကိုနာအဖကကိုအောင်ဆောင်ခြင်းပြုတ်ညင်းပယ်တဲ့အခါဆိုရင်ကျွန်တော်ဗာဆက်လို့ရသွားနိုင်တယ်ဆိုတော့ဒီအခုကနေ့အချိန်မှာခုနကျွန်တော်ပြောတဲ့နိုင်ငံပြုတ်ဆန်တရားရုံးဥပဒေကိုလက်မှတ်ထိုးနိုင်ငံပေါင်းဒီပြည်နိုင်ငံကို105နိုင်ငံရှိပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့105နိုင်ငံကိုနာအဖစေကောင်းထွက်လာတဲ့အခါလေးမှာအဲ့105နိုင်ငံကျွန်တော်ဖိအားပေးလို့ရပါတယ်ဟုတ်ကဲ့ပါဆရာဒါခင်ဗျားတို့ဟာဒီဥပဒေကိုနိုင်ငံဥပဒေလက်မှတ်ထိုးထားတဲ့အတိအကျတိုင်းပြည်ဖြစ်တယ်ခင်ဗျားတို့မှာတာဝန်ရှိဒီလိုရာဇဝတ်ကောင်တွေရောက်နေသူတို့ရေးယူပါဆိုတဲ့ဟာကိုကသူတို့အကြီးကျယ်PRB သူတို့ရဲ့ပေးဥမှာပေါ်စီနိုင်တာတဲ့အနေထားကိုရောက်တဲ့အတွက်ကျွန်တော်တို့အများကြီးထိရောက်နိုင်တယ်ဟုတ်ကဲ့ပါနောက်ဆုံးမှာပီနိုရှီလို့ဖြစ်သွားနိုင်တယ်ဟုတ်ကဲ့အဲဒီချီလီယာပီနိုရှီဟာဒီအပြင်ထွက်တဲ့အချိန်မှာဟုတ်ကဲ့စပိန်နိုင်ငံမှာရှိတဲ့ဒီချီနိုင်ငံသားတွေပေါ့ပီနိုရှီလက်ထက်မှာတော့အကြီးကျယ်ခံရတဲ့ချီနိုင်ငံသားတွေကဒီစပိန်တရားသူကြီးမြစ်တာရက်ခံဟုတ်ကဲ့ကြောက်လှုပ်ရှားပြီးတော့ PRP ရဲ့ခါကျတော့စပိန်တရားသူကြီးကတော့ဗရန်ထုတ်ပြီးတော့ပီနိုရှီကိုဖန်ခိုင်းတယ်ဟုတ်ကဲ့ဖန်ခိုင်းတော့ဒီဟိုမှာအင်္ဂလန်မှာပီနိုရှီကိုဖန်တယ်အခုအဲ့ရနေစသွားတယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေပေါ်လာနေတဲ့အခါမှာဒီဥပဒေကြီးရလှုပ်ရှားမှုဥပဒေစိုးမိုးရေးလှုပ်ရှားမှုဟုတ်ကဲ့ဆရာဒီဆုံးရှုံးသွားတဲ့လူတွေအတွက်ကိုတရားမျှတမှုရရှိရေးအပြစ်ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးကိစ္စကြီးကိုစနစ်ကျဆောင်ရွက်ခြင်းအပြင်ဥပဒေစိုးမိုးရေးအခြေခံကိုတိဆောက်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ငြိမ်းချမ်းမှုတည်ငြိမ်မှုကိုအကောင်းနဲ့ပေါ်သွားစေခြင်းတယ်လို့ကျွန်တော်တို့အနေနဲ့မြေတားရက်ခံတင်ပြလို့ဟုတ်ကဲ့ဆရာအခုဆရာတင်ပြချက်တွေအားလုံးပေါ့လေဆရာတို့ရဲ့အခုလှုပ်ရှားမှုတွေကလည်းအခုကြားတဲ့လောက်ကိုပဲတော်တော်ကြီးကိုရုံလုံးပုံနေတာကိုတွေ့ရတယ်အရှင်ကောင်းနေတာလည်းတွေ့ရတယ်အခုဆရာတင်ပြသလိုပဲပြည်တွင်းမှာရှိတဲ့လူထုကနော်ဒီအာဏာလွှဲအပ်ခြင်းခန္ဓာရွေးကောက်တင်ရောက်ခန္ဓာ NLD ပါဝင်ပေါ့လေတိုင်းသားကောင်းဆောင်တွေရောအဖွဲ့အစည်းတွေအားလုံးရောတော့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရောဒီနိုင်ငံရေး pressure နောက်ဒီတခြားလှုပ်ရှားမှုတွေပါနိုင်ငံတကာဒီမိသားစုကိုဝိုင်းဝန်းဖိအားပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကအခုဆရာပြောတဲ့ရာဇဝတ်ကောင်လို့ခေါ်လို့ရမယ်နာဖစစ်အာဏာရှင်တွေကိုနိုင်ငံတကာပြည်မှုဆိုင်ရာဥပဒေအရရေးယူသွားနိုင်မယ်လို့စအနေနဲ့ယုံကြည်ရဆိုတဲ့တဘောပါဆရာနော်ဒီချောင်းကျွန်တော်ယုံကြည်ပါတယ်ဒီချောင်းယုံကြည်ဟုတ်ကဲ့အခုလို့ကျွန်တော်တို့ဟိုအားလက်တဲ့ဂျာနေကနေပြီးတော့တကူကလာရောက်ဆွေးနွေးပြီးတဲ့အတွက်ကြောင့်မလို့သူပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်အနေနဲ့လည်းလူထုကိုမေခမီဒီယာတစ်ဆင့်ရှင်းပြခွင့်ရတဲ့အတွက်အများကြီးဝန်တာပါတယ်အဲ့တော့ဒီလူထုအနေနဲ့လည်းပဲတက်ကြွဘောဆောင်ပြီးတော့တရားမျှတမှုရရှိအောင်တဝဲဝင်သွားနိုင်ကြလိမ့်မယ်ဆိုဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်